မနက်ဖြန်တဘိုးရဲလာပြီးနေမှာကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးအတွက်ကံပွင့်လက်ပွင့်မျက်နှာပန်းတွေပွင့်စေဖို့ငွေကြေးလှလှပါကံတွေအားကောင်းစေဖို့အတွက်ကုသိုလ်လည်းဖြစ်ရေရရာလည်းဖြစ်တဲ့ကျွန်တော်စွန်းရေရရာလှူဝဲလေးတွေရဲ့အကြောင်းကိုကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးအတွက်ကိုကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုတွေ့တယ်ဆိုလို့ရှိရင် share လေးတွေလည်းပဲနှိပ်ပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါရစေအဲ့တော့ကျွန်တော်တို့တွေလာဘီနေနဲ့ပတ်သက်တဲ့ရေရာတွေဟာတင်းပေးလာတာလေဒါတော်တော်လေးများလာပါပြီအဲ့တော့လာဘီနေဆိုတာကထူးခြားတဲ့နေတနေ့လည်းဖြစ်တယ်အထွေထူးတွေတော့အရင်ကြီးမပြောတော့ဘူးလာဘီနေရေရာတွေဒီစူတောင်းလည်းပြည့်တယ်ကိုလှုပ်တဲ့ကိစ္စလေးတွေမှာဒါအောင်မြင်မှုတွေကိုဒါရရှိစေပါတယ်အဲ့တော့ကျွန်တော်တို့တွေเนาะဒီတဘိုးရဲလာဘီနေကတနင်္ဂနွေနေ့ကြပါတယ်အဲ့တော့တနင်္ဂနွေနေ့ကြတဲ့အတွက်ကျွန်တော်တို့ဒီဟာကိုဘယ်ချိန်မှာဆောင်ရွက်မှာလဲဆိုလို့ရှိရင်မနက်9:00 နာရီကနေပြီးတော့ကျွန်တော်တို့10:00 နာရီခွဲအတွင်းမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွန်တော်တို့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဘာလို့လူမလဲဆိုလို့ရှိရင်ဒီတစ်ခါရေရာသည်ကျွန်တော်တို့တွေမှုเนาะမှုနဲ့ကစုံရွက်နဲ့ကြောထားတာတပကံနဲ့ပြီးသွားလို့ရှိရင်စွန်းဖြူတပွဲနဲ့ကိုကျွန်တော်တို့တွေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွန်တော်တို့ဒါလှူဒန်းပေးမှာပဲဖြစ်ပါတယ်အဲ့တော့မှုဟင်းဒီเนาะမျက်နှာပန်းတွေလည်းပွင့်တယ်เนาะပြီးသွားရင်လက်လည်းပွင့်တယ်ပြီးသွားလို့ရှိရင်ငွေလက်တွေလည်းရွှင်စေတဲ့သူ့မှာအစွမ်းတက်တီတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေမှုနဲ့ကစုံရွက်ကိုကြော်ရမှာလားချက်ရမှာလားအဲ့တော့ကိုယ့်ဟာကိုယ်ဘလို့ပဲလှုပ်လှုပ်ကြော်ခြင်းလဲကြော်ချက်ခြင်းလဲချက်ပေါ့နော်တပကံထည့်မယ်ပြီးသွားရင်စွန်းဖြူလေးကိုတပွဲထည့်ပြီးတော့ကျွန်တော်တို့တွေမနှက်ပြန်ပေါ့နော်မနက်9:00 နာရီကနေပြီးတော့10:00 နာရီခွဲအတွင်းမှာကျွန်တော်တို့တွေဒါလှူဒန်းရင်းနဲ့မိမိမှာကြုံတွေ့နေရတဲ့ကိစ္စတွေအဆင်ပြေစေဖို့ပေါ့နော်ဒါကျွန်တော်တို့စူတောင်းပြီးစူတောင်းရင်းနဲ့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်တကယ်လို့ပေါ့နော်ကျွန်တော်တို့ဒီမနက်ပိုင်းမှာမှုန်နဲ့ဒီကစုံရွက်ကြောထားတဲ့ရေရာကိုအကယ်၍နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကမမီဘူးအစင်မပြေဘူးပေါ့နော်ဒီဗီဒီယိုဖိုင်ကိုတွေ့တဲ့အချိန်မှာညပိုင်းဆိုလို့ရှိရင်ဘာလို့မှလဲဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွန်တော်တို့တွေတောက်တော်ရေနော်တောက်တော်ရေ6 ခွက်နဲ့ပြီးသွားရင်အမွှေးတိုင်9 တိုင်နဲ့ပြီးသွားလို့ရှင်ဖျောင်းတိုင်9 တိုင်အဲ့ဖျောင်းတိုင်9 တိုင်ဒီကျွန်တော်တို့တွေအစိမ်းရောင်လေးတွေကိုထွင်းရင်တော့ပိုးပြီးတော့ကောင်းတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကငွေကြေးလှလှပအတွက်ကိုဆောင်ရွက်မှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ညပိုင်းမှာကျွန်တော်တို့တွေတောက်တော်ရေ6 ခွက်အမွှေးတိုင်9 တိုင်ဖျောင်းတိုင်9 တိုင်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေအဆင်ပြေစေဖို့စူတောင်းရင်းနဲ့ကျွန်တော်တို့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီပရိစိတ်ချင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ညပိုင်းမှာကျွန်တော်တို့တွေအောင်အရဟံသိဋ္ဌိနဲ့ကျွန်တော်တို့တွေပရိဘဏ္ဍပတ်စိတ်ပေးရမလဲဆိုလို့ရှိရင်6 ပတ်သို့မဟုတ်မိမိရဲ့သက်စီဒါစိတ်ရင်းနဲ့လည်းပဲပူဇော်လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးတဘိုးရဲလာပြီးနေမှာဒီမှုစွန်းရေရာနဲ့ပေါ့နော်လူတန်းမိဒီချိန်မှစပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးကံကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံပါစေမျက်နှာပန်းတွေလည်းပွင့်ပြီးတော့ငွေကြေးလှလှပါတွေလည်းများစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သရင်ကျွန်တော်ရဲ့ရေရာဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်